အချစ်ရဲ့အကြိုလေးငင်းအပိုင်းနှစ်တကြံနီးလာတဲ့အချိန်တွေမှာမြို့လေးကပိုပြီးအသက်ဝင်လာတယ်။မန်တက်တွေပြီးပြီ။တချင်းတန်တွေကမနာတော့ဘူး။လူတွေ့ရင်လူတိုင်းလဲအပြုံးတွေပိုများလာတယ်။ဒါပေမဲ့အောင်ခန့်ရဲ့နှလုံးသားထဲမှာတော့တယောက်တည်းသောမျက်နှာတစ်ခုကိုပဲပြန်မြင်နေတယ်။ကော်ဖီဆိုင်ထဲမှာတွေ့ခဲ့တဲ့အဲ့ဒီမိန်းကလေးသူမရဲ့နာမည်မသိသေးပေမဲ့သူမရဲ့ပြုံးလေးကသူ့ရဲ့နေတိုင်းထဲကိုဝင်နေခဲ့ပြီ။တစ်နေ့တကြံကြိုမနက်ခင်းတစ်ခါမှာအောင်ခန့်ဟာသူ့တငယ်ချင်းတွေကိုလိုက်ကူပြီးမန်တပ်တစ်ခုမှာရေစက်ပိုက်တွေတက်နေခဲ့ပါတယ်။နေထွက်ချိန်လေးနဲ့လေမြင်းနူးနူးလေးတွေကအချစ်တစ်ခုစတင်ဖို့လိုတဲ့အချိန်လိုပဲအဲ့ဒီအချိန်မှာပဲအကိုဒီဘက်ကိုရေချိုးတက်ပေးလို့ရမလားအတန်နူးနူးလေးတစ်ခုသူ့နားထဲကိုဝင်လာတယ်အောင်ခန့်ကလှည့်ကြည့်လိုက်တယ်သူ့နှလုံးသားတစ်ခုလုံးခဏတိတ်သွားသလိုဖြစ်သွားတယ်ဟုတ်ပါတယ်အဲ့ဒီမိန်းကလေးပဲကော်ဖီဆိုင်ထဲမှာတွေ့ခဲ့တဲ့အဲ့ဒီသူဒီတစ်ခါတော့သူမကနီးနီးကပ်ကပ်မှရက်နေတယ်အဖြူရောင်အင်ကြီးလေးသပင်ရှည်လေးတွေနဲ့အဲ့ဒီအပြုံးလေးရပါတယ်လို့အောင်ခန့်ကပြန်ဖြေလိုက်ပေမဲ့သူ့အတန်မာတောင်တုန်လှုပ်နေသလိုဖြစ်နေတယ်သူမနဲ့အတူတူရေကြိုးတွေတက်နေကြတဲ့အချိန်မှာသူ့နှလုံးခုန်တန်ကပိုပြီးမြန်လာတယ်ကော်ဖီဆိုင်မှာတွေ့ဘူးတယ်နော်သူမကတိတ်တိတ်လေးပြောလိုက်တယ်အောင်ခန့်ရဲ့မျက်လုံးတွေအံ့ဩမှုနဲ့ပြည့်သွားတယ်ဟုတ်တယ်ငါလည်းမှတ်မိတယ်သူမကပြုံးလိုက်တယ်ကျမနာမည်မေတီရိအဲ့ဒီနာမည်လေးကအောင်ခန့်ရဲ့နှလုံးသားထဲမှာတိတ်တိတ်လေးထိုင်သွားတယ်ငါကအောင်ခန့်သူတို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်ပြီးအပြုံးလေးတွေဖလှယ်လိုက်ကြတယ်အဲ့ဒီအချိန်မှာပဲရေစက်တပုံးပေါက်ထွက်ပြီးသူတို့နှစ်ယောက်လုံးပတ်သွားတယ်နှစ်ယောက်လုံးတပြိုင်နက်တည်းရေလိုက်ကြတယ်ရေစက်တွေကြားမှာအပြုံးတွေရောနှောသွားတယ်အဲ့ဒီအချိန်မှာပဲအောင်ခန့်သိလိုက်တယ်ဒီဟာကရိုးရိုးပြန်တွေးမှုမဟုတ်ဘူးဒီဟာကတခုခုစတင်နေတဲ့အချိန်မှာမေတီရီကပြန်သွားမဲ့အချိန်သူ့ဘက်ကိုလှည့်ပြီးပြောလိုက်တယ်နောက်နေ့ရေကစားမှာတွေ့မယ်နော်အောင်ခန့်ကခေါင်းညှိလိုက်တယ်ဒါပေမဲ့သူ့နှလုံးသားထဲမှာတော့တခုတည်းသောစကားတစ်ခုပဲမင်းနဲ့ပြန်တွေ့ရတာငါအတွက်တကြံထက်တောင်ပိုပျော်တယ်တကြံကြိုရဲ့လေငင်းထဲမှာအချစ်တစ်ခုကနည်းနည်းစီပိုရှင်းလာခဲ့ပါတယ်